အားလုံးပဲမင်္ဂလာပါမဝေ YouTube channel လေးရတယ်ပြန်နေကြိုဆိုလိုက်ပါတယ်မဝေ YouTube channel လေးကိုမျက်ကြည့်ရှုအားပေးနေတဲ့ညီကိုတို့မတွေစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့မဝေဘက်ကစွတ်မုံကောင်းလေးတောင်းပေးလိုက်ပါတယ်ရှင်ကဲမဝေရဲ့မိသားစုတွေဝင်လာခဲ့ပေးဝင်လာပြီဆိုရင်ရှယ်မှုရှယ်အားကူညီမယ်လက်မလေးတွေဝိုင်းဝန်းကူညီပေးမယ်ဒူးရီတွေနဲ့သက်ဆိုင်တဲ့ကရုလေးတွေမှာ share ပေးမယ်အများပေါက်မဲ့နေရာလေးတွေမှာ share ပေးမဝေရဲ့မိသားစုတွေကိုရာစေခြင်းလို့ပေါက်စေခြင်းလို့စေတနာထားပြီးလာပြီးမျှဝေပေးထားတာအကြိုက်ချင်းတူတဲ့မိသားစုတွေကစားမယ်အကြိုက်ချင်းတူမှာကစားကြိုက်ချင်းမတူရင်မကစားနဲ့ဘဒု့မှာအတင်းမတိုက်တုံးမဝေမိသားစုတွေနော်ကြိုက်နဲ့တက်တဲ့မဝေပေးလိုက်တဲ့ကဏ္ဍလေးတွေကြိုက်တယ်ဆိုလို့ရှိရင်ကစားမယ်မဝေရဲ့မိသားစုတွေနော်အဲအကြောင်းမဝေမိသားစုတွေကြိုက်ချင်းတူတဲ့မိသားစုတွေဆိုရင်ကစားမယ်မဝေရဲ့ live video ဖိုင်လေးဒီနော် channel မဝေ YouTube channel လေးဒီအသစ်ဖြစ်တဲ့အတွက်မဝေမိသားစုတွေကတွေ့ပြီဆိုတာနဲ့ like ရဲ့စကားပါလေးတွေနှိပ်ပေးထားမှအဆင်ပြေမယ်ကဲဒီညနေမှာဆိုလို့ရှိရင်6ပတ်ဒီအဖွဲ့ဝင်တွေရော61ကိုအဖွဲ့ဝင်တွေရောနေတိုက်တွေရောအောင်မြင်ပြီเนาะနေတိုက်တွေဆိုလို့ရှိရင်လည်းမဝေနေကုံစာမှာ6ပတ်သီးနဲ့4ပတ်သီးလေးပေးထားတာကဲ6ပတ်သီးလေးရတယ်အဖွဲ့ဝင်တွေဆိုလို့ရှိရင်လည်းဒီညနေဗုဒ္ဓဖူးနေ့မှာเนาะ61နဲ့ကို main ကွက်ပါရတာเนาะ61နဲ့ကို main ကွက်ကပတ်သီးရောဇာရိုးပတ်သီးရောရတယ်ကဲမဝေညီကိုဓမ္မတွေမဝေရှိမှာကဆက်ကြီးလေး1000ကျပ်နဲ့အဖွဲ့ဝင်တဲ့မိသားစုတွေအားလုံးအဆင်ပြေတယ်เนาะအဲ့လိုမျိုးလေးပဲမဝေမိသားစုတွေအဖွဲ့ဝင်ကျမတဲ့မိသားစုတွေအဖွဲ့ထပ်ဝင်လို့ရပြီရှေ့တစ်ပတ်တနင်္လာအင်္ဂါဗုဒ္ဓဖူး3ရက်စာဇာရိုးပတ်သီးတစ်လုံးနဲ့မွေးကနန်း3ခွက်လိုချင်တဲ့ညီကိုဓမ္မတွေလူဟောင်းတွေရောလူသစ်တွေရောအဖွဲ့ထပ်ဝင်မယ်เนาะအဖွဲ့ထပ်ဝင်မယ်မဝေမိသားစုတွေဒီတစ်ပတ်လိုပဲ main ကွက်ကလေးရောပတ်သီးလေးရောထပ်အောင်မဝေဘက်ကအကောင်းဆုံးကူညီပေးထားတယ်အပတ်တိုင်းမှာမဝေသည်နော်မဝေမိသားစုတွေပေါ်စေတနာထားပြီးတော့အကောင်းဆုံးလေးတွေစူးစမ်းပြီးတယ်ဆိုတော့အတီးဆုံးနေတိုက်တွေဆိုရင်ကဲ6ကြိမ်ရော5ကြိမ်ရှိသွားပြီမှန်တာနော်နေတိုက်တွေဆိုလို့ရှိရင်6ကြိမ်ရော5ကြိမ်ရှိသွားပြီမှန်တာမဝေကဲနော်မဝေညီကိုဓမ္မတွေမဝေဘက်ကအဖွဲ့မဝင်နိုင်တဲ့ညီကိုဓမ္မတွေဆိုလို့ရှိရင်နေတိုက်ကလေးကိုအကောင်းဆုံးလေးဖြစ်အောင်မဝေဘက်ကအကောင်းဆုံးလေးစူးစမ်းပေးထားတယ်အဲ့လိုမျိုးလေးပဲမဝေမိသားစုတွေအတက်နိုင်ဆုံးအကောင်းဆုံးလေးဖြစ်အောင်ထပ်စူးစမ်းပေးမယ်ရှေ့တက်ဘက်အဖွဲ့ဝင်တဲ့ညီကိုဓမ္မတွေကမဝေရှိမှာမနက်ဖြန်ကကြာတာပရင်းနီးနဲ့တောက်ကြနေလေးကိုမဝေဘက်ကပတ်သီးလေးတစ်လုံးနဲ့main ကွက်လေး3ကွက်ကိုမြစ်တာလက်ဆောင်ပြန်ပေးတယ်နော်ကဆက်ကြီးလေးဒီ1000ကျပ်ပဲလူတိုင်းဝင်နိုင်တဲ့ပမာဏ1000ဆိုတာလူတိုင်းဝင်နိုင်တဲ့ပမာဏနော်မဝေရှိမှာ1000ကျပ်ဆိုရင်လူတိုင်းဝင်နိုင်တဲ့ပမာဏကိုမဝေအဖွဲ့ဝင်ခေါ်ပေးထားတာနော်ကိုမိုးဆက်လိုက်ဖို့မဟုတ်ဖို့လေးပဲရှိတယ်လူတိုင်းဝင်နိုင်တဲ့ပမာဏမဝေရှိမို့ယုံကြည်မဲ့ချစ်ခင်နဲ့လက်တွဲကြည့်နော်လူဟောင်းနေဆိုရင်လက်တွဲကြည့်လို့ရလူသစ်တွေဆိုရင်လက်တွဲကြည့်လို့ရတယ် sorry နော်လူဟောင်းတွေကတော့ပြောနေစရာအောင်မလိုဘူးမဝေကိုအမြဲတမ်းအပတ်တိုင်းမှာအဖွဲ့ဝင်တဲ့ညီကောင်ဓမ္မတွေကြီးပဲအဲ့လိုမျိုးလေးပဲအဖွဲ့ဝင်နိုင်ရင်အဖွဲ့ဝင်တဲ့မိသားစုတွေကိုလည်းနော်ကျွန်းကိုင်းမိကိုင်းကျွန်းမိတယောက်နဲ့တယောက်ကမဝေလည်းမဝေမိသားစုတွေကိုအားကိုးတယ်လို့မဝေမိသားစုတွေလည်းမဝေကိုအားကိုးတယ်အဲ့လိုမျိုးလေးပဲဒါကိုလိုချင်တဲ့ဟာလေးတွေနဲ့အားကိုးရတာနော်တယောက်နဲ့တယောက်ကမေတ္တာထားလို့မေတ္တာပြန်ရကြတာအဲ့လိုမျိုးပဲမဝေမိသားစုတွေကိုလည်းအတက်နိုင်ဆုံးမဝေဘက်ကအကောင်းဆုံးလေးစူးစမ်းပေးထားတယ်နော်ကဲအဖွဲ့ဝင်ကျမလေးဆိုတဲ့မိသားစုတွေမဝေဖုန်းနံပါတ်လေး39 603 4939 95ပဲဖြစ်တယ်အဖုန်းနံပါတ်လေးတစ်လုံးပဲသုံးပါတယ်ရှင့်အဖုန်းနံပါတ်ကလေးကိုဖုန်းတိုင်းရိုက်ဆက်မယ်နော်ဖုန်းတိုင်းရိုက်ဆက်မယ်အဖွဲ့ဝင်နဲ့မိသားစုတွေ Viber သုံးရင် Viber တွေပြီးတော့ပြေစာလေးလွှဲတဲ့ပြေစာလေးပို့ပေးမယ်နော်မဝေမိသားစုတွေကိုမဝေဘက်ကတက်နိုင်ဆုံးကောင်းဆုံးစူးစမ်းပေးထားတယ်ကဲဒီညနေလေးမှာပဲဇာရိုးပတ်တီရောမွေးကွက်ကောထွက်တယ်လို့နောက်ပတ်တီမှာလည်းဇာရိုးပတ်တီရောမွေးကွက်ကောထွက်အောင်မဝေဘက်ကစူးစမ်းပေးမယ်အဖွဲ့ဝင်နဲ့မိသားစုတွေရောနော်ကဲနေတိုက်တွေဆိုရင်မဝေရအဖွဲ့ဝင်ခေါ်နေတဲ့အတွက်မဝေရကနန်းမပြောဘူးပတ်တီလေးပဲပြောပြီးလိုက်ရှိုးစင်းမှာမဝေဒီဗီဒီယိုဖိုင်လေးဒီနော်နေကုံစာလေးဖြစ်တယ်မနက်ဖြန်ကကြာတာပရင်းနေကုံစာဖြစ်တယ်12နာရီ1မိနစ်နဲ့4နာရီခွဲ12နာရီ1မိနစ်မှာမဝေပေးလိုက်တဲ့ပတ်တီလေးရပါတယ်ဆိုလို့ရှိရင်နေကင်းဗီဒီယိုဖိုင်လေးထပ်တင်ပေးမယ်မပါခဲ့ဘူးဆိုရင်ညနေ4နာရီခွဲစီပါကစားရမယ်နေကုံစာဖြစ်တယ်နော်မဝေရအဖွဲ့ဝင်ခေါ်ပြီးဆိုလို့ရှိရင်ကနန်းမပြောဘူးပတ်တီလေးတွေပဲပြောပြီးတော့ဗီဒီယိုဖိုင်လေးကိုနားတယ်နော်အဲ့ဒါကြောင့်နောက်တစ်ပတ်ကြာလို့ရှိရင်အကောက်အဟောင်းလေးတွေပြန်ရနေပြီးမဝေဗီဒီယိုဖိုင်လေးပေးမရိုက်တော့ဘူးလိုက်ရှိုးလေးပြန်လွှင့်ပေးမယ်နော်ကဲမဝေကနန်းလေးတွေခေါ်ပေးခဲ့မယ်ကြားတဲ့ညီကိုဓမ္မတွေ comment အောက်မှာဝင်ပြီးတယောက်တစ်ချက်စီမှတ်မယ်အဖွဲ့ဝင်ကျန်တဲ့မိသားစုတွေကမဝေဖုန်းနံပါတ်လေးကိုမှတ်ထားမယ်နော်26ရက်2လ2026ကြာတာပရင်းနေ12နာရီ1မိနစ်ဈေးနဲ့ညနေ4နာရီခွဲဈေးနေကုံစာလေးနော်နေကုံစာလေးမှာပတ်ကမဲ့ပတ်သီးဒီ3ညပတ်သီး2ပတ်သီးနော်3ညပတ်သီး2ပတ်သီး3ညကိုကြိုက်တဲ့ညီကိုဓမ္မတွေ3ညကိုကစားမယ်နော်နှစ်ကိုကြိုက်တဲ့ညီကိုဓမ္မတွေနှစ်ကိုကစားမယ်ကိုစောမဲ့ကဏ္ဍထဲမှာနှစ်ပါတော့ကဏ္ဍ3ညပါတော့ကဏ္ဍဆိုရင်အားကောင်းတယ်မဝေပေးလိုက်တဲ့ပတ်သီးနဲ့မဝေညီကိုဓမ္မတွေမှာရှိတဲ့ကဏ္ဍတစ်လုံးရှိတယ်ဆိုရင်အကွက်ထုတ်ပြီးကစားနော်တောင်းလုံးအပြီးပါအခွေလေးပါပြောပေးခဲ့မယ်မိန်ကွက်တွေကမပြောဘူးမိန်ကွက်လိုချင်တဲ့ညီကိုဓမ္မဆိုရင်ကဆက်ကြီးလေး1000ကျပ်နဲ့အဖွဲ့ဝင်မယ်မဝေရှိမှာ
နော်တောင်းလုံးအပီးပအခွေလေးဒီအပူပါထည့်ကစားမယ်483ဆိုတဲ့အပီးပ483ဆိုတဲ့အပီးပေါက်ကလေးကိုမဝေမိသားစုတွေကခွေထိုးမဲ့ဆိုရင်4843 83ဆိုတဲ့ကဏ္ဍလေးပဲရမယ်နော်483အပီးပအပူလေးပါထည့်ကစားမယ်ကဲပတ်သီးဒီ3ညပတ်သီး2ပတ်သီးကြိုက်နှစ်သက်တဲ့ဟာလေးတွေကိုကစားမှာမဝေမိသားစုမှာကဏ္ဍရှိတယ်ဆိုရင်မဝေပေးလိုက်တဲ့ပတ်သီးလေးတွေနဲ့ကစားမယ်အဖွဲဝင်နိုင်တဲ့ညီကိုတော်မအဖွဲဝင်မယ်အဖွဲမဝင်နိုင်တဲ့ညီကိုတော်မတွေရနေတက်ကလေးကြည့်ပြီးကစားမယ်ကဲအဲ့ဒါဆိုမဝေပရီကိုဖိုင်လေးဒီမှာနေနားမယ်နော်ရှေ့တစ်ပတ်တော့အဖွဲဝင်ကျန်တဲ့မိသားစုတွေတနင်္လာအင်္ဂါဗုဒ္ဓဘူး3ရက်စာစားတို့ပတ်သီးတစ်လုံးနဲ့မွေးကနန်း3ကွက်လိုချင်ပါတယ်ဆိုတဲ့မိသားစုတွေကမဝေရှိမှာကဆက်ကြီးလေး1000ကျန်တဲ့အဖွဲဝင်မယ်မဝေဖုန်းနံပါတ်ဒီ3ညာကို6ခွန်3 493ညခွန်5ခွန်ပဲဖြစ်တယ်အဖုန်းနံပါတ်တစ်လုံးမသုံးနဲ့ KB ဝေပေးရှိတယ်ဘိုက်ဘာသုံးနဲ့ဘိုက်ဘာလွှဲတဲ့ပြည်စာပို့ပေးလို့ရတယ်ဘိုက်ဘာမသုံးရင်ဖုန်းတိုက်ရိုက်ဆက်မယ်နော်ကဲမဝေမိသားစုတဦးတယောက်ချင်းတိုင်းအားလုံးကိုချစ်ပါတယ်ဘိုင်ဘိုင်ပါရှင်